မင်္ဂလာပါရှင်ဒီနေ့မှာတော့ဈေးဝယ်ထွက်တဲ့အခါအဆင်ပြေစေဖို့လွယ်ကူရိုးရှင်းတဲ့အသုံးအနှုန်းလေးတွေကိုမျှဝေပေးပါမယ်ရှင် shopping ကုဈေးဝယ်ထွက်ခြင်း shopping ကုမိုရူဝါဒုက္ခဒစကာ shopping mall ကဘယ်မှာလဲဒေပါတိုဝါဒုက္ခဒစကာကုန်တိုက်ကဘယ်မှာလဲこれはいくらですかဒါဘယ်လောက်လဲセール中ですかရောင်းချဆဲပဲလား値下げしてくれますかဈေးလျှော့ပေးနိုင်မလား高すぎますဈေးကြီးလို့ねこれを買いますဒါဝယ်ပါမယ်少し考えますနည်းနည်းစဉ်းစားအောင်မယ်試着室はどこですかအစမ်းဝစ်ကြီးအခန်းကဘယ်မှာလဲ試着してもいいですかစမ်းဝစ်ကြီးလို့ရနိုင်မလား他のサイズはありますかတခြား size ရှိပါသလား他の色はありますかတခြားအရောင်ရှိပါသလားたくさん買いたいですညာကြီးဝယ်ချင်ပါတယ်小さすぎますသေးလို့ね大きすぎますကြီးလို့ねちょうどいいですကွက်တီပဲ割引はありますかディスカウントရှိပါသလားこのサイズにしますဒီ size ကိုယူပါမယ်他のを見せてくださいတခြားတစ်ခုကိုပြပေးပါこれはあまり好きじゃないですဒါကိုသိမကြိုက်လို့ပါまだ後で来ますနောက်မှလာပါမယ်人気の商品は何ですかလူကြိုက်များတဲ့ကုန်ပစ္စည်းကပါလဲこれは日本製ですかဒီဟာကဂျပန်နိုင်ငံထုတ်လားこれは何でできていますかဒီဟာကဘာနဲ့ပြုလုပ်ထားတာလဲ手作りですかဟမ်းမိတ်လား交換できますかလဲလို့ရနိုင်မလား傷がありますအနာအဆာရှိတယ်お土産は売っていますかလက်ဆောင်ပစ္စည်းရောင်းချပါသလားプレゼント用ですလက်ဆောင်အတွက်ပါ電化製品売り場はどこですかelectronic ပစ္စည်းရောင်းချတဲ့နေရာကဘယ်နေရာလဲ保証書はありますかအာမခံပါရှိပါသလား防水ですかရေစုခံလားဘုံခါဆဘာရိုက်できますかအရေးကြပေးချေလို့ရနိုင်ပါသလားဟမ်ပင်းできますかပြန်ပေးလို့ရနိုင်ပါသလား
ဥက္ကခိမဆန်အလုံးမလုပ်ဘူးဖြစ်နေလို့ပါခေရှောရင်ဝါအာရီမတ်ကအလှကုန်ပစ္စည်းရှိပါသလားဟီယာခေတုမဲဝါအာရီမတ်ကဆန်ခရင်ရှိပါသလားရက်ကျော်ကူဝါဒုက္ခဒက်စကစီးဆိုင်ကဘယ်နေရာမှာလဲကွန်ဘီနီဝါဒုက္ခဒက်စကconvenience store ဆိုင်ကဘယ်မှာရှိလဲခိုရီဝါခါဝါဒက်စကဒါကလေတာလားမန်စိတ်ဒက်ခိမတ်ကအခွန်ကင်းလွန်ခွင့်ရနိုင်ပါသလားဇိုင်းကိုဝအာရီမတ်ကပစ္စည်းအသင်းရှိပါသလားခိုရီကစကီဒက်စ်ဒါလေးကိုကြိုက်တယ်イクスありますかဘယ်နှခုရှိပါသလဲこれはオンラインで注文できますかဒီဟာအွန်လိုင်းမှာမှာလို့ရနိုင်လားいつ届きますかဘယ်ချိန်ရောက်လာမှာလဲ1キロいくらですかတကယ်ကြီးဘယ်လောက်လဲ500グラムください500グラムပေးပါクレジットカードは使えますかクレジットカードသုံးလို့ရနိုင်လား現金で払えますかငွေသားနဲ့ပေးချေလို့ရနိုင်ပါသလားレシートをくださいပေါင်ချလေးပေးပါレシートはいりませんပေါင်ချမယူတော့ပါဘူး袋をくださいအိတ်လေးပေးပါ袋はいりませんအိတ်မယူတော့ပါဘူးまたここで買い物しますဒီမှာထပ်လာဝယ်ပါမယ်手伝ってくれてありがとうございますကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေလေ့လာသူတို့အတွက်ဈေးဝယ်ထွက်တဲ့အခါအခြေခံအဖြစ်လိုအပ်တဲ့အသုံးအနှုန်းလေးတွေကိုပြောပြပေးပြီးမှအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ရှင်လွယ်တကူလေ့လာနိုင်စေရန်မေတ္တာဖြင့်ကြိုးစားတင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်